အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဂျပန်ဘာသာကမှပါရှိတဲ့ခင်းရှိခဲရဲ့ဂုဏ်ပုံသုံးနည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ခင်းရှိခဲကိုအသုံးပြုတော့မယ်ဆိုရင်ဘယ်ချိန်မှအသုံးပြုတယ်ဆိုတော့စေချန်တန်အတီးပြီးတာမြင့်တဲ့အချိန်ကြီးကြရင်အသုံးပြုတယ်။ပထမဆုံးအနေနဲ့မဝင်နဲ့လို့သုံးမယ်ဆိုရင်ဝင်တီက highness အဲ့ဒါကိုကျွန်တော်ဒီ short ဖောင်ပြောင်းကြည့်မယ် high lu အဲ့ဒါကိုအနောက်ကနေနားထည့်လိုက်မယ်ဆိုရင် high luna ဆိုတာမဝင်နဲ့ဒီ short ကိုအနောက်ကနေနားထည့်ခင်းရှိခဲသွားမယ်။အဲ့တော့အရန်ကိုလွယ်ကူတဲ့ prompt တစ်လေးဖြစ်ပါတယ်။မစားနဲ့လို့ပြောမယ်ဆိုရင်ထားပဲလူနာမအိတ်နဲ့လို့ပြောမယ်ဆိုရင်နေလူနာမသွားနဲ့လို့ပြောမယ်ဆိုရင်သွားတီက ikimas အဲ့ဒါကိုကျွန်တော်ဒီ short ဖောင်ကျွန်တော် iku ပြီးတော့မှအနောက်ကနေနားထည့်တော့ ikuna အလွယ်ဆုံးပြောရမယ်ဆိုရင်ဒီ short ရဲ့နောက်မှာနားပါရင်ခင်းရှိခဲဖြစ်ပါတယ်။ကျွန်တော်ကတော့ G1S မှာကျွန်တော်မသားနဲ့ပတ်သက်ပြီးတော့သင်ကြားနေတဲ့ sensei ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။